အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရန်ကုန်မြို့နယ်ဒလားမြို့ကိုဆက်သွယ်ပေးထားတယ်2026ဖေဖော်ဝါရီ6ရက်နေ့တော့ကမှအသစ်ဖွင့်ထားတဲ့ရန်ကုန်ဒလားတရားအကြောင်းကိုပြောပြပေးသွားမှာပါဒီရန်ကုန်ဒလားတရားကရန်ကုန်မြို့ကိုဖျက်ကျော်ပြီးတော့ဒလားမြို့နဲ့ရန်ကုန်မြို့လေကောင်ကိုဆက်သွယ်ပေးထားတဲ့ကိုရီးယားမြန်မာချစ်ကြည်ရေးရန်ကုန်ဒလားတရားကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီတရားကြီးရဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုလည်းပြောပြပေးသွားမှာဆိုတော့ဆက်ပြီးကြည့်ပေးအောင်နော်အရင်တော့ကဆိုရင်ရန်ကုန်ကနေပြီးတော့ဒလားကိုသွားရင် ferry စီးရပြီးတော့အချိန်လေးကြာတယ်မိုးရွာရင်ဒါမှမဟုတ်လူများရင်လည်းအခက်အခဲရှိနေတာပေါ့နော်အခုဒီတရားဖွင့်လိုက်တာနဲ့ခီးသွားလာတဲ့အချိန်ကအရင်ထက်အများကြီးလျော့သွားတယ်ကားနဲ့ဆိုရင်လည်းမိနစ်အနည်းငယ်အတွင်းမှာရန်ကုန်မြို့ကနေပြီးတော့ဒလားမြို့ကိုရောက်နိုင်ပြီပေါ့နော်ဒါကြောင့်ဒလားဘက်ကပြည်သူတွေအတွက်လည်းအလုပ်ကိုင်ပညာရေးကျန်းမာရေးအခွင့်အလမ်းတွေပို့ပြီးတော့ကျေပြန့်လာနိုင်တယ်ဒီတရားရဲ့ဒီဇိုင်းကိုကြည့်ရင်လည်းခင်မီရဲ့ဒီဇိုင်းနဲ့ဆောက်လုပ်ထားပြီးတော့ကားတွေလုံးလုံးချုံချုံသွားနိုင်မှုအတွက်လည်းလမ်းချစ်ကျဲတဲ့စနစ်တကျဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ဒီတရားရဲ့စုစုပေါင်းရှည်က6128ပေ1868မီတာရှိရလို့သိရတယ်။တမဏိကျိုးဆိုင်တရားအမျိုးအစားဖြစ်ပြီးတော့ရန်ကုန်မြို့ထဲမှာအလဲတိုင်းနှစ်တိုင်းနဲ့ထိန်းထားတာပါ။တင်မော်ကြီးတွေကိုဖြတ်တန်းသွားနိုင်မှုအတွက်ကိုရေမျက်နှာပြင်ကနေပြီးတော့ပေ160 49မီတာအထိမြင့်တယ်လို့သိရပါတယ်။ဒါကြောင့်တရားပေါ်ကကြည့်ရင်လည်းရန်ကုန်မြို့နဲ့ဒလားမြို့ရဲ့ view ကလည်းတော်တော်လေးကိုလှနေမှာပါတရားကျယ်ကလည်းလေးလန်းသွားဖြစ်တဲ့အတွက်ကြောင့်ကားတွေသွားပြန်တတောင်မောင်းလို့ရပါတယ်ညဘက်ဆိုရင်လည်းမီးအလင်းရောင်အမှားတွေကြောင့်တရားကပိုပြီးတော့လှနေပြီးတော့လက်ပုံရရတာဝါသနာပါရဲ့သူတွေအတွက်နေရာကောင်းတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်ဒီတရားကြောင့်ဒလားဘက်ကမြေယာဈေးတွေစီးပွားရေးတွေတဖြည်းဖြည်းတိုးတက်လာနိုင်ပြီးတော့ရန်ကုန်မြို့ရဲ့လူဦးရေဖိအားကိုပါအနည်းငယ်လျှော့ချပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်ခုကတော့ရန်ကုန်ဘက်ကိုပြန်တက်တော့မှာပေါ့နော်ဒါကတော့ဒလားဘက်ကနေပြီးတော့ရန်ကုန်ဘက်ကိုတက်တဲ့အတက်လန့်ပါတော့အသစ်ဖွင့်ထားတဲ့ရန်ကုန်ဒလားတရားအကြောင်းကိုအချင်းချုပ်လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ပေးသွားဖို့နဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့နဲ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်အားလုံးပဲတားရတဲ့နေ့လေးဖြစ်ပါစေရှင်